နေပြည်တော်စပူတီရီမြို့နယ်ဆေးရုံအနီးမှာမေလ9 ရက်နေ့ညနေပိုင်းကရင်တိုက်မှုဖြစ်ပွားခဲ့ပြီးဘဲဘက်ပေါင်လဲရိုးကျိုးသွားခဲ့တဲ့ဒရိုက်တာစင်ရောမောင်မောင်မင်္ဂလာပါပရိသတ်ကြီးရှင်နေပြည်တော်စပူတီရီမြို့နယ်ဆေးရုံအနီးမှာမေလ9 ရက်နေ့ညနေပိုင်းကဒရိုက်တာစင်ရောမောင်မောင်ရင်တိုက်မှုဖြစ်ပွားခဲ့ပြီးဘဲဘက်ပေါင်လဲရိုးကျိုးသွားခဲ့တယ်လို့သိရပါတယ်အဆိုပါရင်တိုက်မှုကမေလ9 ရက်နေ့ညနေ9 နာရီလောက်မှာဖြစ်သွားခဲ့တာဖြစ်ကြောင်းလက်ရှိအချိန်မှာတော့နေပြည်တော်ကရင်တထောင်ဆေးရုံမှာစေကူတာမှုခံယူနေပြီးအသက်အန္တရာယ်တော့စိုးရိမ်စရာမရှိဘူးဆိုတဲ့အကြောင်းသားဖြစ်သူမင်းသက်မောင်မောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောပြထားပါတယ်။နေပြည်တော်ကဘဲဘက်ရင်ကျောကနေမောင်းလာတဲ့ရင်ကအရှိကားကိုကြော်တက်ခါညာဘက်မှာမောင်းနေလာတဲ့အဖေစီးနေလာတဲ့ရင်ကိုပြင်းထန်စွာဝင်တိုက်ခံခဲ့ရပါတယ်။အဖေတန်ရာကြီးကြီးမားမားဖြစ်မသွားပါဘူး။အဖေကို CT scan စစ်ပြီးချိန်မှာအသက်အန္တရာယ်အရေးကြီးတဲ့အစိပ်ပိုင်းတွေစိုးရိမ်စရာမရှိပဲဘဲဘက်ပေါင်လဲရိုးကျိုးသွားတယ်ဟုဆိုကမင်းသက်မောင်မောင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးပြောကြားထားတာပဲဖြစ်ပါတယ်။အဆိုပါရင်တိုက်မှုမှာဇင်ယုံမောင်မောင်နဲ့အတူနောက်ထပ်အမျိုးသား3 ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအားလုံးကိုတော့နေပြည်တော်ကရင်တထောင်ဆေးရုံကိုလူမှုကွန်ရက်ရေးအသင်းတွေကပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဇင်ယုံမောင်မောင်ကပေါင်ရိုးကျိုးသွားတာဟုတ်တယ်။နောက်ထပ်3 ယောက်လည်းထိခိုက်ဒဏ်ရာရပေမဲ့တိတ်တော့မပြင်းဘူး။ဟိုက်ချက်ကိုရှောင်ရင်းကနေတိုက်မိကြတာလို့ပြောတယ်။ကားကောင်းတွေကတော့ကြေမွနေတာပဲဟုဆိုကမြေပြေကူညီရေးဆောင်ရွက်ခဲ့တဲ့စပူတီရီမြို့အခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။ဒရိုက်တာစင်ယုံမောင်မောင်ကတော့ဘဲဘက်ပေါင်လဲရိုးကျိုးသွားတဲ့ဒဏ်ရာကိုနေပြည်တော်ကရင်တထောင်ဆေးရုံမှာအော်ပရေးရှင်းပြုလုပ်ပြီးဆက်လက်ကုသဖို့စီစဉ်နေကြောင်းသားဖြစ်သူမင်းသက်မောင်မောင်ကပြောဆိုထားတာလည်းဖြစ်ပါတယ်။